မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့ဒလားမျိုးကပြည်သူတအုပ်ပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမသားလေးပြောင်းနေတာတလားကျော်ပါပြီမနက်9 နာရီလောက်ကတိမ်ကြီးစေးမှာအလုရှောက်မယ်ပြောပြီးထွက်သွားတာကနေပျောက်သွားတာပါကျမလည်းတိမ်ကြီးစေးမှာအလုလုပ်ပါတယ်ကျမသားကအလုမရှိလို့အမေနဲ့အတူတူသွားလို့လာလို့ရအောင်ဆိုပြီးအလုလျှောက်ဖို့လိုက်လာပါတယ်ကျမဆိုင်ကနေပဲလမ်းစေး1200ယူပြီးတော့အလုလျှောက်ဖို့ထွက်သွားပါတယ်ညနေကျမအလုတ်ကပြန်ရမယ့်အချိန်ထိတားလေးကပြန်ရောက်မလာပါဘူးရှင်ကျမလည်းလိုက်ရှာနေပါတယ်စစ်သားစုဆောင်ရေးတပ်တွေလည်းရောက်ခဲ့ပါတယ်သူတို့ဘက်ကမရှိဘူးပဲပြောလှုပ်ပါတယ်ရဲစခန်းတိုင်တော့လေသူတို့တောင်းတဲ့ဓာတ်ပုံတွေပေးထားပေမဲ့အခုထိဘာသတင်းမှမရသေးပါဘူးတားလေးနာမည်ကဖိုးပြည့်ခေါ်မြမင်းရာစာထုံပါအသက်က22နှစ်ပါရှင်ကျမကဒလားမျိုးကမော်ဆက်ရက်ကွက်မှာနေပါတယ်ရှင်ကျမသားလေးကိုမြန်တွေ့မိကြရင်အကြောင်းကြားပေးစီလိုပါတယ်လို့မြစ်တာရက်ခံကြောင်းစာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင် message ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်